တန်ခါကဘုရားကိုရှိခိုးပါ၏တရားတော်ကိုရှိခိုးပါ၏တန်ခါတော်အားရှိခိုးပါ၏အမိဖတော်အားရှိခိုးပါ၏ဆရာသမားတို့အားရှိခိုးပါ၏အထူးသဖြင့်တော့ကျွန်တော်တို့ဤဆရာသမားဖြစ်သောသခင်ကိုယ်တော်မှာရှိခိုးကြတော်ပါ၏ဒီကနေ့ကျင်းပပြုလုပ်တဲ့အစီအစဉ်ထဲမှာမင်္ဂလာစီတော်သံကြားရပြီနေရာဦးပေါင်းစေမင်္ဂလာသဖြင့်အောင်ပွဲအထိတ်အမှတ်မှာကျွန်တော်ဗိသိက်ဒီဟိတ်မုခတိုက်ကအချင်းအဖြစ်ဗိသိက်တင်ချင်းမြောက်မှာဖြစ်ပါတယ်ဇေဒီတစ်ထောင်နဲ့တော့ဘာကြောင့်ပဲပွဲလိုက်စိတ်စမထိတ်ပြီးစိုက်ဝိတ်သာအနီးနီးနဲ့နီးဝေးထအငယ်ပဲကြော်ကြော်ထေးပေါ်လို့စေတော်သာတက်ခဲ့ပါဘောလက်ပရှောင်းမိစ္ဆာအနှောင်ဆိုလို့ကတော့ဘီလူပုံတကအာလာဝကနဲ့ရက်ခဂုံမှာရှူးပြန်မကလူဝန်စစ်ကြဆင်းပေါင်းများတော့လာလာမကြောက်ကြိုင်လို့တော့ပေါ့ရောတယောက်စပူအာကလူဇူညာပေါ်ပွဲဟဲ့အော်လက်မှုဆိုင်လက်တာညီညီခေါင်းစဲမင်္ဂလာကမိုးရာတက်စီရောက်ကြိုင်ရွာသားစီရောသာဦးကောင်းစိတ်မင်္ဂလာအတွက်ကျွန်တော်ဗိသိက်ဆရာကဗိသိက်စာများပြပါမယ်ကရဝါဒသမတန်နဲ့ကိစ္စများများလူလို့ပေါ့လေအိမ်တော်ညိုကွင်းမွေးခြေဆုံးဆင်း၍ဝတ်နဲ့မကင်းနိုင်ကြဘူးပုရုဇဉ်ပေါင်းလို့ဒီလူပြည်လောကကြီးနဲ့မကင်းနိုင်တဲ့အတွက်ကြောင့်လူတို့စိတ်အားတတ်အားလိုက်နာအကုန်လုံးပြုဝဲအပွဲအသွဲသွဲခန်းခန်းလို့ဒီကွာဘုရားဟော38ပြမင်္ဂလာနေ့အညီလောကီမင်္ဂလာအဖျားတာတို့ပါဝင်တော့ဦးကောင်းစိတ်မင်္ဂလာကိုစီရင်ကျင်းပတာတွင်ဖြစ်ပါတယ်ဦးကောင်းစိတ်မင်္ဂလာတပင်ကိုကြွရောက်ကြတော့အပရိဒာများခင်ဗျာဘာဟိယကလောကီကျမ်းဂန်တို့သည်သမုဒ္ဒရာကဲ့သို့ကျယ်ဝန်းလာတာပဲသမုဒ္ဒရာမှာဘေးရန်ရဲ့များပြီးတကယ်ဆိုလောကီကျမ်းဂန်များမှာလည်းတန်တရားမှနိမွန်ကြောင့်ဖြစ်သောမိစ္ဆာဝါဒတို့ရောပြိုးပြီးတော့ဆက်ဆံပြီးရှိကြပါတယ်သမုဒ္ဒရာထဲကိုသွားသောသင်္ဘောကြီးသည်လမ်းမမာရအောင်လက်ခတရားကွန်ပါအိမ်မြောင်းသောကိရိယာတို့ဖြင့်သွားရတဲ့ကဲ့သို့ဘေးရင်ရေရာစသောလောကီအတ္တပညာတန်တရားမှလွတ်မြောက်ကြောင်းဖြစ်သောလောကုတ္တရာအတ္တပညာတို့ကိုအာတုလိုက်စားတော်သူတို့သည်သာသနာထုံးလင်းတဲ့အခါဖြစ်တဲ့အတွက်ကြောင့်သာသနာတော်ဝင်ကျမ်းဂန်များကိုလက်ခတရားကွန်မာအိမ်မြောင်းသပွဲသူသာဟိယကဝါရတော်သူမတည့်ချင်းရလျောင်းကောင်းကြသောသမာဓိဋ္ဌိသမာသင်္ကပ္ပစိတ်ကြံပြတိုက်တွန်းအပ်ပါလေခင်ဗျာမင်္ဂလာဟုသည်မကောင်းမှုပဲဖြစ်ပါလေမြတ်စွာဘုရားဟောကြားတော်မူသော38ပြာမင်္ဂလာတရားသည်လောကီလောကုတ်နှစ်ပြာသောအကျိုးကိုပြီးစေပါလေအလောင်းတော်မှာယခိဆရာကျတဲ့မြတ်ဟောကြားတော်မူသောမင်္ဂလာ7ပါးလောကီမင်္ဂလာ12ပါးကောင်းလာမင်္ဂလာ10ပါးထိန်းထားခြင်း10ပါးရှိသည့်အနက်လောကီမင်္ဂလာ12ပါးတို့မှာပါဝင်တဲ့ဦးကောင်းစေမင်္ဂလာသဘင်ပွဲတီကျင်းပခြင်းကိုဖိတ်သိက်ခံပြီးအလုံးကျူးကျွန်တော်ကချင်းရောက်တော့မှာဖြစ်ပါတယ်38ပြမင်္ဂလာရဲ့အစကတော့ဘာဒေဝနာသဘာလနာပါဠိတော်လေးသပေဝနာပူဇာသပူဇာနေယနာဧတမေမဘုဒ္ဓမံမင်္ဂလာ38ပြမင်္ဂလာရဲ့မှာပါဝင်တဲ့ဦးကောင်းစိတ်မင်္ဂလာဖြစ်ပါတယ်အပရိသတ်များခင်ဗျာရှေးကပါဥဒူတို့ဒီသမုတ်ခဲ့တဲ့အဖြူအမဲပစ္စည်းအသုံးဆောင်တောတောင်သမုဒ္ဒရာတနေ့ကနေ့တနေ့လားရာဒီဥဒု
ရုထောက်ပါမာတာဆန္ဒရာနှစ်ပြလူစကားဖယားတော်မှာမပဲချတဲ့လိုက်ရော၍သုံးလုံးရပြီတကယ်လို့ကဘာဝုစုတို့သမုတ်၍ပြညာကျထားခဲ့သောလောကီမင်္ဂလာ12ပါးအဘိဓိတ်12ပါးကောဒုလာမင်္ဂလာ10ပါးထိမ်းမြခြင်းမင်္ဂလာ10ပါးတို့ကိုအစင်းအဆက်မပြတ်ဆောင်ရွက်ရရှိပါတယ်ဒီကနေ့ကျင်းပပြုလုပ်တဲ့ဥကောင်းစိတ်မင်္ဂလာကတော့ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာရှင်းမြန်မာမင်းများလက်ထက်အခါကသီးနှံစေလာထုံးနှံစေလာရမြန်မာနှစ်ဆန်းတရက်နေ့မှာဥကောင်းစိတ်မင်္ဂလာကိုကျင်းပပါတယ်နှစ်ဆန်းတရက်နေ့မကြုံတော်လည်းပဲအကြောင်းကြီးငယ်ရှိတဲ့အခါမှာဥကောင်းစိတ်မင်္ဂလာကိုပြုလုပ်ပြီးရှိပါတယ်ရှင်ဘုရင်များမင်းရဲ့ဆိုဝါများမြို့ဒီနန်းဒီစစ်မဲ့ရေးရာကိစ္စများပေါ်ပေါက်တဲ့အခါမှာဥကောင်းစိတ်မင်္ဂလာပြုပါတယ်တိုင်းလူပြည်သားလူအများကတော့ယာရုတွေတိုးတက်ဖို့ယာရုတွေခိုင်မြဲဖို့ကျမ်းမာရေးတွေကောင်းမွန်ဖို့အမှုအခင်းတွေအောင်မြင်တော့ကိစ္စများပေါ်ပေါက်ခဲ့တယ်ဥကောင်းစိတ်မင်္ဂလာပြုကြပါတယ်ယနေ့ဥကောင်းစိတ်မင်္ဂလာသဘင်ပွဲမှာတော့ဇေဒီတစ်ထောင်ဆရာတော်မြတ်ကြီးကစီမံဥဆောင်တော်မှာဖြစ်ပါတယ်ဖရာဟောမကောစေရပါအဲ့ပြိဿပေါင်းလို့ခင်ဗျာဥကောင်းစိတ်မင်္ဂလာရဲ့အခြားရည်ရွယ်ချက်နှစ်ခုရှိပါတယ်နံပါတ်1အချက်ကတော့လူတို့ဤကံကြမ္မာ6ပြောက်တန်တဲ့အကျိုးပေးကံဖို့အတွက်ဥကောင်းစိတ်မင်္ဂလာပြုပါနံပါတ်2ချက်ကတော့ရတနာသုံးပါးဆောက်ရှောက်မှုရရှိစေရန်ဥကောင်းစိတ်မင်္ဂလာကိုပြုကြပါလေအဲဒီလိုစီမံဆောင်ရွက်တဲ့အခါမှာဖယားတဲ့ကြည်တာဖယားတဲ့မြတ်တာဖယားတဲ့တကိုးကြည်တာဘာရမှမရှိပါဘူးဒါကြောင့်ဖယားဘုရားအာယုံပြုထားတဲ့အတွက်ကြောင့်ဖယားကိုအင်းကြပြီးတော့နတ်နာမှာဆော်ရဲရှိကြပါလေဒီနေ့ဥကောင်းစိတ်မင်္ဂလာမှာတေယောကိမောများရေထဲမှာယရနာ9ပါးထည့်ပြီးတော့ဥကောင်းဆေးလို့ရှိရင်ပုံမော်ပြီးတော့မုံမြောက်ပါတယ်အခုဗိသိက်ခံလေးနဲ့ကျင်းချုပ်ပြီးတော့ကျင်းရောက်ပါမယ်အောင်ပါစေကြောင်းသူမတော်သူရဲ့သာသမီရေ၎င်းနဲ့သုံးလောင်းတဲ့မိတ်မင်္ဂလာလေးအဘိသိက်မင်္ဂလာဖြစ်ပါတယ်ဗိသိက်နှမျိုးရှိပါတယ်ပထမတစ်မျိုးကဥပေါင်းထက်ကနေပြီးတော့ရေစဉ်သုံးလောက်တဲ့ဖိသိက်နဲ့ဒုတိယတစ်မျိုးကတော့နှုတ်ကနေပြီးတော့ချင်းမြင်တဲ့ဖိသိက်ဖြစ်ပါတယ်အဲဒီဖိသိက်နှမျိုးအနက်မှာအခုပြုလုပ်တဲ့ဖိသိက်ကတော့နှုတ်ဖိသိက်ကိုခေါ်ပါတယ်ဒီလိုမသွေတရောကေမွန်တို့ပြေအထောအဖေနဲ့သောရာကောင်းစေလို့မို့တမဟုတ်အကြောင်းမရွေးအညောဇာတိနဲ့အညီကောင်းတဲ့မင်္ဂလာကိုလေးမကြအောင်စေလို့ဖြင့်သဘင်ခံကနောက်ရှိစုလို့မို့အောင်ဝေပြုရှစ်ပြမှာသုံးပြီးပြေအောင်စမှုလက်ရပြောပြတက်လာတော်ကြီးနေဝသနာတို့ကိုချွေရွေဝန်းရံကတိုးဖွဲ့ပေါ့နိုင်အောင်96ပါးကိုဝေဒနာကံညမှာ30နှစ်ဘေးပြည့်25 16ပါးသောဥပါဒော10ပါးသောဓမ္မစစ်တန်သောအပြည့်9ရစ်သောယံ3ညံသောက4ရသောဝိပဿနာစာဒီများစွာမကောင်းသောအနိဋ္ဌာတို့သည်ပိဋကဖက်ပြရေမနာကဲ့သို့သွားသွားပါပြောပါစေတည်းယခုကောင်းမြတ်လာသည့်နေ့ရဲ့အခါမှာသဘာကိုဟိတ်ဆန်းဆန်းပြရအဲ့ဒီထွေထွေဂုံကျက်တဲ့လို့ဒီလိုလေလေးမရှိအလုံးစုံပြေဝရီနေညာသုံးဆွဲနေကလာတိုးတဲ့တဘိုးထွေထွေအသက်ရာကျော်ရှိစီတော်ယခုဗိစိတ်အတွက်ရွတ်ဖတ်တဲ့နိုင်ငံကြီးရွတ်ဖတ်ပါမယ်